ဟုတ်တော့ကျွန်တော်ဒီနေ့ reaction လုပ်ပေးသွားမှာတော့ဂျပန်နိုင်ငံမှာရှိတဲ့ video လေးပါပဲဒီနေ့လေအဲ video လေးကဘာလဲဆိုတော့ကျွန်တော်တို့တိုကျိုမြို့ထဲကိုသွားလို့ရှိရင်ကျွန်တော်လမ်းမှာတွေ့နေကြသူကပေါက်ကြီးနေပေါ့နော်အဲ့ဒါကိုနှိုက်ကြည့်လိုက်ဘာတွေ့မှာလဲဆိုတာမျိုးပေါ့နော် okay အဲ့ video လေးကိုကြည့်ကြည့်လိုက်အောင်ပေါ့နော်အဲ့မှာ video လေးကဘယ်လိုလဲဆိုတော့တွေ့ရမယ်သူကဒီပေါက်ထဲကိုနားလဲလို့ရှိရင်ဘာရှိလဲပေါ့သိရမလားအဲ့လိုလေးကြည့်ကြည့်လိုက်တာပေါ့ဒါဂျပန်နိုင်လိုက်တာပေါ့ဂျပန်နိုင်တာတော့ဘာမှဖြစ်ဘူးပေါ့နော်ဟာတကူတော့နိုင်ပြီးသွားတယ်ပေါ့ဒီပေါက်ထဲမှာโอเคအဲ့ဆိုရင်နောက်ဗီဒီယိုတစ်ခုထပ်ကြည့်အောင်နောက်ဗီဒီယိုလည်းအဲ့လိုပဲပေါ့နော်ဒါနိုင်ငံခြားသားတယောက်နှက်လိုက်တာပေါ့အဲ့ပေါက်ထဲကိုနောက်ပေမဲ့ तू ဘာဖြစ်သွားလဲဆိုတာကြည့်လိုက်ပါဦးတဲ့တဲ့လားသူကြည့်ရတခုခုကိုနိုင်မိသွားလို့ဖြစ်သွားတော့အာကျွန်တော်လူတွေဆိုလဲနိုင်လိုက်ရှင်ဘာတွေ့မယ်ထင်လဲအဲ့ထဲမှာနိုင်ကြည့်ချင်လားနိုင်ကြည့်ချင်တော့ဂျပန်လာခဲ့ပေါ့ဂျပန်နိုင်လို့ရနေတယ်အများကြီးရှိရလေ free နိုင်ရတာဒီလား